Ngàဒီနေ့ကနံပါတ်10ရောက်ပြီနော်မိကုန်းလေးအိမ်မတို့ဖတ်ပါမယ်နံပါတ်10私は何がわかりませんでしたかကျွန်တော်ကဘာကိုနားမလည်ခဲ့တာလဲတဲ့ဟုတ်ပြီအဲဆိုရင်စာပိုက်ဖတ်မယ်東京でその仕事自分がしますと言ったらその仕事私がしますという意味です東京မှာတဲ့အဲ့ဒီအလုပ်မိမိလုပ်မယ်တိုးအစ်တရာအဲ့လိုပြောလို့ရှိရင်အဲ့ဒီအလုပ်ကျွန်တော်လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲတဲ့သူပြောချင်တဲ့အဓိပ္ပာယ်လေးကအဲ့ဒီအလုပ်ကိုဂျီဘွန်းကလုပ်မယ်နဲ့အဲ့ဒီအလုပ်ကိုဝါတာရှိကလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ကအတူတူပဲဆိုတော့ဂျီဘွန်းနဲ့ဝါတာရှိကအတူတူပဲလို့ပြောချင်たပေါ့နော်でも最初大阪に行った時大阪の友達が自分晩ご飯どうすると聞きましたဒါပေမဲ့တဲ့အရင်အပတ်က大阪ကိုသွားတော့က大阪ရဲ့တကယ်ချင်းကဂျီဘွန်းညစာကိုဘယ်လိုလုပ်မလဲဆိုပြီးမေးခဲ့တယ်တဲ့နော်ဂျီဘွန်းနဲ့ဂျီဘွန်းမိမိပေါ့နော်သူတို့ပြောမယ်ဆိုလို့ရှိရင်တိုကျိုမှာဆိုလို့ရှိရင်ဂျီဘွန်းနဲ့ဝါတာရှိအတူတူပဲဆိုတော့ကျွန်တော်ပေါ့နော်ဂျီဘွန်းနဲ့မကျွန်တော်ထည့်ပြီးဘာသာပြန်ကြည့်လိုက်ပေါ့နော်ကျွန်တော်ညစာဘယ်လိုလုပ်မလဲဆိုတဲ့ပုံစံမျိုးနဲ့မေးလိုက်တာပေါ့နော်သူ私はどうして自分の晩ご飯のことを私に聞くのかわかりませんでした。ကျွန်တော်ကဘာကြောင့်ကိုယ့်ရဲ့ညစာအကြောင်းကိုကျွန်တော်လာမေးတာလဲဆိုတာနားမလည်ခဲ့ဘူးတဲ့သူပြောရလဲဟုတ်တယ်လေသူထင်ထားခဲ့တာကဂျီပွန်းနဲ့ဝါတာရှိအတူတူပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘန်ကောကဘယ်လိုလုပ်မလဲဆိုတဲ့ပုံစံမျိုးကြီးနဲ့ဖြစ်သွားတာပေါ့နော်ကဲဆက်ဖတ်လိုက်ရအောင်နော်あとで大阪では会話で自分と言ったらあなたという意味になると聞きましたအဲ့နောက်မှာတဲ့အိုဆာကာမာကစကားပြောတဲ့အခါမှာဂျီဘွန်းလို့ပြောလို့ရှိရင်အနတ္တာလို့ဆိုတဲ့အဓိပ္ပာယ်ဆိုတာကိုသူသိခဲ့ရတယ်လို့ပြောတာသူရရနော်အဲ့ကြတော့အိုဆာကာမာဂျီဘွန်းကအနတ္တာဖြစ်သွားတယ်အဲ့ကြလို့ရှိရင်သူပြောတဲ့စကားကဂျီဘွန်းဘန်ကွမ်တို့ဆိုအနတ္တာဘန်ကွမ်တို့ဆိုတင်ညစာကိုဘယ်လိုလုပ်ချင်လဲဘာစားချင်လဲအဲ့လိုမျိုးပုံစံမျိုးနဲ့မေးလိုက်တာပေါ့နော်ကိုမေးတာမဟုတ်ဘူးနော်သူထင်တာကတိုကျိုမှာကဂျီဘွန်းနဲ့ဝါတာရှိနဲ့အတူတူပဲမို့လို့ဝါတာရှိလို့ထင်လိုက်တာဂျီဘွန်းနေရာမှာအိုဆာကာမှာအဲ့တိုင်းမဟုတ်ဘူးဂျီဘွန်းကအနတ္တာလို့ပြောချင်တာပေါ့နော်ကဲ日本語は難しいですねအဂျပန်စာခက်တယ်နော်တဲ့အဲ့ဆိုရင် तू ကဘာကိုနားမလဲခဲ့တာလဲဖတ်ကြည့်အောင်မတို့နံပါတ်1友達の子孫の意味တငယ်ချင်းရဲ့မေးခွန်းရဲ့အဓိပ္ပာယ်ကိုနားမလဲခဲ့တာတဲ့တကယ်ချင်းကဗာမေးခဲ့ရလဲဘန်ကိုဟန်တို့ဆိုလို့ဂျီဘွန်ဘန်ကိုဟန်တို့ဆိုလို့ပေါ့နော်အဲ့လိုမေးလိုက်တာကိုနားမလည်ခဲ့တာလို့ပြောတယ်အဲ့လိုရဲ့အဓိပ္ပာယ်ကိုနားမလည်ခဲ့တာဟုတ်တယ်လေအဓိပ္ပာယ်နားမလည်ဘူးသူကိုဂျီဘွန်ဆိုတော့ကိုထင်လိုက်တာမို့လို့အဓိပ္ပာယ်နားမလည်ရနဲ့တူသွားတာပေါ့နော်အဲ့ဒါမဲ့ဆက်ဖက်ကြည့်အောင်ဒီမနေ့ဆိုနိုရှိကိုတိုဆိုလို့ဟိတိုအဲ့ဒီအလုပ်ကိုလုပ်တဲ့လူကိုနားမလည်ဘူးတဲ့အလုံးနဲ့ဘာမှမဆိုင်တော့ဘူးเนาะဒါအလုံးနဲ့ဘာမှမဆိုင်တော့ဘူးဒါကဂျီဘွန်းကိုဝါတာရှိဆိုတဲ့ဟာနဲ့တူတယ်ဆိုတဲ့အဓိပ္ပာယ်တူတယ်ဆိုတဲ့ဟာကိုပြောချင်လို့ဒါဆိုလို့ရှိတော့လို့သုံးလုံးလိုက်တာပေါ့နော်အလုံးနဲ့မဆိုင်ဘူးအကြနံပါတ်2မှာပါတယ်နံပါတ်3ဘန်ကွန်တော့တာပဲမို့နော်ညစာရဲ့စားစရာကိုနားမလည်ခဲ့တာညစာစားစရာကိုနားမလည်ခဲ့တာလားတကယ်ချင်းပြောချင်တဲ့အဓိပ္ပာယ်ကိုနားမလည်ခဲ့တာလားနော်တကယ်ချင်းပြောချင်တဲ့အဓိပ္ပာယ်ကိုနားမလည်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်နံပါတ်3လည်းမှားတယ်နောက်တစ်ခုနံပါတ်4ဝါတာရှိနိုခိတိုက်ကိုတို့ကျွန်တော်မေးချင်တဲ့အကြောင်းရင်းကိုနားမလည်ခဲ့တာကျွန်တော်မေးချင်တဲ့အကြောင်းရင်းဆိုကျွန်တော်မေးချင်တာဒီထဲမှာကျွန်တော်မေးထားတာမရှိဘူးပေါ့နော်အဲ့ကြတော့မှားပါတယ်နံပါတ်1ပဲတကယ်ကြီးရဲ့မေးခွန်းရဲ့အဓိပ္ပာယ်ကိုနားမလည်ခဲ့တာအိုဆာကာလေသံနဲ့မို့လို့နားမလည်ခဲ့ဖြစ်သွားတာပါအဲ့ကြတော့အဖြေမှန်နံပါတ်1ပါနောက်7မေးခွန်းရင်ဖတ်မယ်この文章は何について書いてありますかဒီစာပိုက်ကဘာနဲ့ပတ်သက်ပြီးတော့ရေးထားတာလေတဲ့အဲ့လိုမျိုးစာပိုက်ဆိုလို့ရှိရင်စာပိုက်ကိုအကုန်ဖတ်တာကောင်းပါတယ်夜よく眠れる人とあまり眠れない人がいますညမှာကောင်းကောင်းအိပ်ပျော်တဲ့သူနဲ့တိတ်ပြီးတော့မအိပ်ပျော်တဲ့လူတွေရှိတယ်တဲ့眠れない原因はမအိပ်နိုင်တဲ့အကြောင်းရင်းက病気などနော်病気တွေその人の体に問題がある場合とနော်
အဲ့ဒီလူရဲ့ခန္ဓာကိုယ်မှာပြဿနာရှိနေတဲ့အခါတွေမအိပ်နိုင်တဲ့အကြောင်းရင်းတွေကိုပြောတာပေါ့နော်ယောဂတွေကြောင့်ခန္ဓာကိုယ်ရဲ့ပြဿနာရှိတာတွေကြောင့်ဒီပြောချင်တာပေါ့နော်နောက်တစ်ချက်ကその人の環境に問題がある場合がありますအဲ့လူရဲ့ပတ်ဝန်းကျင်ပြဿနာရှိလို့ဆိုတဲ့အကြောင်းရင်းတွေပေါ့နော်အကြောင်းရင်း၃မျိုးပြောသွားတယ်病気ပြောတယ်体に問題ပြောတယ်環境に問題ပြောတယ်ပေါ့နော်အဲ့ဒါတွေကအကြောင်းရင်းတွေဖြစ်ပါတယ်ပေါ့ပြောချင်တာ環境に問題がある場合は家族子供や病気の人に起こされる場合とပတ်ဝန်းကျင်မှာပြဿနာရှိတဲ့အခြေအနေမျိုးကပတ်ဝန်းကျင်မှာပြဿနာရှိတဲ့အခြေအနေမျိုးကခါဇုခုမှာဘလို့ခါဇုခုတော့ခိုတုံးမိုကလေးတွေယောဂရှိတဲ့လူတွေစီကနေနှိုးခြင်းခံရတဲ့အခြေအနေမျိုးနော်ဒန်ရှာယခိုရုမနောအိုတိုနာတုနော်ယထာတွေကားတွေရဲ့အတန်တွေကြောင့်ပေါ့နော်နောက်တစ်ခုစိုးတိုတဲ့အိုတိုကဆူရူဘိုင်ကအဒီမတ်အပြင်ကအတန်တွေကြောင့်ဆိုတဲ့အခြေအနေမျိုးတွေရှိပါတယ်လို့ပြောချင်တာပေါ့နော်ဒီအထိကပြောရမယ်ဆိုလို့ရှိရင်နေမူရန်တိုင်းခန်းအင်းအကြောင်းရင်းတွေပြောတယ်နေမူရန်တိုင်းခန်းအင်းမှာအရင်ဆုံးသုံးလို့လာတယ်ပြောခိပြောတယ်ခရဒမွန်တိုင်းပြောတယ်ခန်းကျော်မွန်တိုင်းပြောတယ်အဲ့သုံးခုတွေကနေခန်းကျော်မွန်တိုင်းနဲ့ပတ်သက်ပြီးဆက်ပြောတယ်ခန်းကျော်မွန်တိုင်းနာမှာဘာတွေဘယ်လိုမျိုးခန်းကျော်မွန်တိုင်းတွေပါလဲခါစုခုပါတယ်ဒန်ရှာတွေခူရူမတွေရဲ့အတန်ပါတယ်အပြင်ကအတန်တွေကြောင့်ဆိုတဲ့ပုံစံမျိုးပြန်ခွဲလိုက်တယ်ဒါခွဲထားတာပေါ့နော်အဲ့ကြောင့်အဲ့ဒါတွေကြောင့်ဆိုတဲ့ပုံစံမျိုးနဲ့ခွဲထားတာဆက်ပဲမယ်家族に起こされるという人は多いですかမိသားစုဆိုင်ရာနေအနှိုးခံရတဲ့လူကများပြီမဲ့အနှိုးခံရတယ်ဆိုတာမိသားစုမှာကလေးရှိတယ်ယောဂရှိတဲ့လူတွေရှိတယ်လို့သူအဲ့လိုမျိုးပြောထားရဆိုတော့ကလေးတန်နေပေါ့နော်မိသားစုအချင်းချင်းစကားပြောနေကြတဲ့အတန်နေပေါ့နော်အဲ့ဒါကြီးအကြောင်းနိုးစေတာပြောချင်တာပေါ့နော်နိုးသွားတာအဲ့ဒါကြီးအကြောင်းကများပြီမဲ့တဲ့外の温度が気になって眠れない人はとても少ないです。နော်အပြင်တန်တွေကစိတ်ထဲရောက်ပြီးတော့မအိပ်နိုင်တဲ့လူကတော့とても少ないです。အလွန်ကိုနဲပါတယ်တဲ့ပြောချင်တာအပြင်တန်တွေကြောင့်နိုးတဲ့သူမအိပ်နိုင်တဲ့သူကတော့တအားနဲပါတယ်တဲ့今はအခုကဒန်ရှာယာခူရိုမာの音が静かになったからではないんでしょうかအခုကယထာတို့ကားတို့ရဲ့အတန်ကလည်းတိတ်ဆိတ်လာပြီမဟုတ်ဘူးလားတဲ့အတန်လေးတွေကအင်ဂျင်အတန်လေးတွေကတိုးလာပြီပေါ့နော်အတန်တွေမကြားရတဲ့ခေတ်ကိုရောက်နေပြီတဲ့အဲ့လိုမျိုးပြောချင်တာဒီတစ်ပုဒ်လုံးကိုခြုံကြည့်မယ်ဆိုလို့ရှိရင်ဒါမအိပ်နိုင်တဲ့အကြောင်းရင်းကိုပြောသွားတာပါအဲ့ဆိုရင်အမှတို့ဖြေလေးကြည့်အောင်နံပါတ်1ရောရုနေမှုရဲနိုင်ကန်အင်းညမအိပ်နိုင်တဲ့အကြောင်းရင်းဒါဆိုရင်အဖြစ်မှန်နံပါတ်1ပဲဖြစ်နိုင်တယ်ပေါ့နော်မောင်ဆက်ဖတ်ကြည့်မယ်ခါရာရာနိဤနေမှုရီခတာခန္ဓာကိုယ်အတွက်ကောင်းတဲ့အိပ်ဆက်ခြင်းနီလန်အိပ်ဆက်ခြင်းနီလန်လို့ပြောရအောင်ဘလို့အိပ်ဆိုပြီးမပါတဲ့အတွက်ကြောင့်နံပါတ်2ကမှားပါတယ်နံပါတ်3ရှီစုခနာခန်ကျော်နော်စကူရီကတာတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဖန်တီးပုံဖန်တီးနည်းဒါလည်းမှားပါတယ်ခန်ကျော်တွေပါပေမဲ့ခန်ကျော်ပါရင်ရွေးလို့မရပါဘူးခန်ကျော်ကိုဘယ်လိုလုပ်မယ်ဆိုတဲ့အချက်တွေမပါတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်3လည်းမှားပါတယ်နံပါတ်4大きな音を出さない技術အတန်ကျယ်ကြီးကိုမထုတ်တဲ့နည်းပညာ။ပြောနေတာအတန်ကျယ်ကြီးမရှိအောင်လုပ်တဲ့နည်းပညာတွေ။ညာနော်။အဲကြတော့နံပါတ်4လည်းမှားတယ်နည်းပညာအကြောင်းကိုရေးထားတာမဟုတ်ဘူး။နံပါတ်1နော်။ကဲစနစ်မိကုန်းလေးရင်ဖတ်မယ်။私は何か大変だと思いますか။နော်ကျမကဘာကပင်ပန်းတယ်လို့ထင်တာလဲ။ဟုတ်ပြီ။日本では今自分で着物を着ることができる人はあまり多くありません。ဂျပန်မှာတဲ့အခုကိုယ်တိုင်着物ကိုဝတ်နိုင်တဲ့လူကတိတ်ပြီးတော့အများကြီးမရှိတော့ဘူးတဲ့။誰かに着せてもらいます。တယောက်ယောက်စီကနေဝတ်ပေးခြင်းခံရတယ်ပေါ့နော်။တယောက်ယောက်အခုညီမပါပဲဝတ်ရတာအဆင်မပြေတော့ဘူးလို့ပြောချင်တာပါ။私は着物を着せる仕事をしています。ကျမကတဲ့着物ကိုဝတ်ပေးတဲ့အလုပ်ကိုလုပ်နေတယ်တဲ့3月は3လပိုင်းက大学の卒業式があります3လပိုင်းမှာတဲ့တက္ကသိုလ်ဝ
ဝယ်နေတဲ့အခမ်းအနားတွေရှိတယ်တဲ့။女の人は着物で卒業式に出席することが多いので仕事が忙しいで。မိန်းကလေးတွေကတဲ့ကီမိုနိုဝတ်ပြီးတော့ကီမိုနိုနဲ့卒業式ကိုတက်ရောက်ကြတာတွေများတဲ့အတွက်ကြောင့်တဲ့အလုပ်တွေအရန်ရှုပ်ပါတယ်တဲ့။毎日朝早くお客さんの家に行って着物を着せます。နေ့တိုင်းမနဲ့စောစောထပြီးတော့ဧည့်သည်ရဲ့အိမ်ကိုသွားပြီးတော့ကီမိုနိုကိုဝတ်ပေးရတယ်တဲ့။昨日は卒業式が9時からだったのでမနေ့ကတဲ့卒業式ကဝန်ထမ်းတွင်ခန္ဓာ9နာရီဖြစ်တဲ့အတွက်ကြောင့်တဲ့朝6時にお客さんの家に行きました。မနက်6နာရီမှာဧည့်သည်ရဲ့အိမ်ကိုသွားခဲ့ရတယ်တဲ့။私はもう慣れましたかကျမကတဲ့ကျင့်သားရပေမဲ့တဲ့朝早く起きて上満しなければならないお客さんは大変だといつも思います。သူကတော့နေသားကြပေမဲ့မနဲ့စောစောထပြီးတော့ပြင်ဆင်ရတဲ့ဧည့်သည်ကပင်ပန်းမှာပဲလို့အမြဲတမ်းတွေးနေခဲ့တယ်တဲ့နော်သူပင်ပန်းတာမဟုတ်နော်သူကတော့နေသားကြသွားပြီမနဲ့စောစောထပြီးတော့ပြင်ရဆင်ရလုပ်တဲ့ဧည့်သည်ပင်ပန်းမှာပဲဆိုတဲ့ပုံစံမျိုးနဲ့ပြောတာပေါ့နော်အဲ့ဆိုရင်နံပါတ်1ကြည့်အောင်私が朝早く仕事に行くことကျမမနဲ့စောစောအလုပ်သွားတဲ့အကြောင်းကပင်ပန်းနေတဲ့အဲ့ဒါဆိုမှားပါတယ်သူစောစောထားရလို့ပင်ပန်းတာလို့မပြောဘူးသူစောစောထားရတာတွေကနေသားကျသွားပြီလို့ပြောတယ်အဲ့ဒါကြောင့်မို့နံပါတ်1ကမှားပါတယ်နံပါတ်2学生が着物のために朝早く起きることကျောင်းသားတွေ着物အတွက်မနဲ့စောစောထားရတဲ့အကြောင်းကပင်ပန်းတယ်လို့ထင်တာတဲ့ဒါဖြစ်နိုင်ပါတယ်သူကကျောင်းသားတွေအတွက်တွေးပြီးပူတာပါတွေးပြီးတော့ပင်ပန်းတာပါကျွန်မကတော့နေသားကြပေမဲ့စောစောထပြီးဂျွန်းပြီးလောက်ရတဲ့ကျောင်းသားတွေအနေနဲ့ကတော့ပင်ပန်းလိုက်တာဆိုပြီးတွေးနေတယ်နော်အဲ့ဆိုရင်နံပါတ်2ဖြစ်နိုင်တယ်နံပါတ်3ဆက်ပါမယ်参加する卒業式がたくさんあること3လပိုင်းမှာတဲ့ဘွယ်နေကင်အခမ်းအနားတွေအများကြီးရှိလို့ပင်ပန်းတာတဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မပြောပါဘူး3လပိုင်းမှာဘွယ်နေကင်အခမ်းအနားရှိတယ်လို့ပဲပြောတာပါအဲ့ဒါနဲ့ပတ်သက်ပြီးမပြောပါဘူးမလေး大学生が毎朝早く起きなければならないことကျောင်းသားတွေကမနက်တိုင်းအစောကြီးထားရခြင်းမှာသူကပင်ပန်းတယ်လို့ထင်တယ်တဲ့မနက်တိုင်းလို့မပြောဘူးเนาะမနက်တိုင်းလို့မပြောဘူးအဲ့စောစောပြောရှိခိအတွက်မနက်စောစောထားရတာပင်ပန်းတယ်လို့ပြောထားတာမနက်တိုင်းကိုမပြောတဲ့အတွက်ကြောင့်အဖြေမှန်ကတော့အမှန်နှစ်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ရက်တွေလည်းစောင့်ကြည့်ပေးပါအောင်เนาะဘယ်လိုတစ်ခုခုမေးချင်တာပဲဖြစ်ဖြစ်တင်ပေးစီချင်တာပဲဖြစ်ဖြစ်နားမလည်တဲ့အရာရှိသည်ပဲဖြစ်ဖြစ်ပေါ့เนาะ comment မှာမှတ်ထားခဲ့ပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်